ငါပြောတယ်မင်းတို့ဘေးမရှိလူတွေကိုသာမေးကြည့်ပါတော့ကွယ်ကဲဘာတပေါ်လဲလူတွေလက်မခုံးပြီးရှိုးလူမမကဲနိုင်ပါမင်းချင်နေကစုပ်ပြီးရင်ဆိုငါအလှမမျောချစ်တာလဲဖွင့်မပြောချားလိုက်ပါတော့နာလိုက်ပါပေါ်တာတွေနဲ့တွေ့ရင်လဲငါအကြောင်းပဲပြောနေတယ်အတိတာကြီးပါကြီးကရှိနောက်တော့မှဟာကြည့်လာပြီးငါရှင်းမလာငိုမနေတဲ့ပေါ်တွေပဲဟာဆောင်နေကြတဲ့တားရဲ့နောက်တစ်ယောက်နဲ့ပါအတော့မယ်ငိုင်းနေဖို့စဉ်းစားတယ်မေးကြဖို့နောက်ကြောင်တော့ရှင်းထားခဲ့တဖြည်းဖြည်းနဲ့တော့ကျင်းလာလဲ